အကောင့်နံပါတ်942913ဆိုတဲ့အကောင့်ပိုင်ရှင်ကအရှင်ဖရာတပည့်တော်ကစိတ်ခဏခဏစိတ်တူတတ်စိတ်ဆိုးလွယ်တတ်ပါတယ်ဖရာအဲ့ဒီစိတ်ဆိုးလွယ်တာစိတ်တူတတ်တာကိုဘယ်လိုဖြေပြောရမလဲဖရာဆိုပြီးတော့အနှောင့်အယှက်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်ဖုံနားလေတယ်လို့ပြောကြည့်ရရင်စိတ်ဟာအားလုံးအတူတူပဲလို့မြင်ပါတယ်သူ့စိတ်ကပိုးတူတယ်ငါစိတ်ကပိုးရှိတယ်လို့မရှိပါဘူးအားလုံးလူတိုင်းရဲ့စိတ်တွေဟာအတူတူကြီးပါပဲဒါပေမဲ့တချို့ကစိတ်တူမြန်တယ်တချို့ကစိတ်တူနှေးတယ်တချို့ကစိတ်တူတာကြားတယ်တချို့ကစိတ်တူတာနဲတယ်စတယ်လူတွေမှာစိတ်တူတာတွေမတူကြပါဘူးအဲ့ဒါစိတ်ကမတူလို့အဲ့လိုဖြစ်တာလားဆိုရင်မဟုတ်ဘူးလို့ပဲမြင်မိတယ်အဲ့လိုစိတ်တူမြန်တယ်စိတ်မတူဘူးစိတ်ရှိတယ်ဆိုတာတွေကအတိတတိအကျင့်ဒီပေါ်မှာပဲမူတည်ပြီးတော့စိတ်တူစိတ်ရှိတွေကွဲပြားသွားကြတယ်လို့မြင်ပါတယ်အတိကလည်းမရှိတတိကလည်းမရှိစိတ်မတူအောင်လေ့ကျင့်မှုကလည်းမကောင်းဆိုရင်အဲ့ဒီသူဟာစိတ်တူစိတ်ဆိုးတွေဖြစ်တော်တာပေါ့အတိနဲရင်နဲသလောက်စိတ်တူမှုများနိုင်တယ်တတိနဲရင်လည်းနဲသလောက်စိတ်တူကများနိုင်တယ်လေ့ကျင့်မှုမရှိရင်မရှိသလောက်စိတ်တူစိတ်ဆိုးတွေဖြစ်နိုင်တယ်အတိအားကောင်းတဲ့သူတတိလည်းအမြဲထားနေသူစိတ်ကိုမတူအောင်လဲလေ့ကျင့်နေတဲ့သူဟာစိတ်တူစိတ်ဆိုးနဲမှာလို့ပြောချင်ပါတယ်ပကံလေးတစ်ချက်လွတ်ကြလိုက်တာနဲ့စိတ်တွေတိုးပြီးတော့ဆူညံပြောဆိုတအိမ်လုံးရန်နေဖြစ်နေတဲ့အထိဖြစ်သွားတာဟာတအိမ်လုံးစိတ်တွေဆင်းရဲသွားရတာဟာတန်ရဲ့လားပကံတစ်ချက်အတွက်နဲ့မိသားစုပျော်ရွှင်မှုတွေပျက်စီးသွားရတာတန်ရဲ့လားအဲ့ဒါလို့စဉ်းစားဝေဖန်တတ်တဲ့အသိပညာရှိနေမယ်ဆိုရင်ဘာပဲဖြစ်နေစိတ်တူလို့ဘာကောင်းကျိုးမှရှိလာမှာမဟုတ်ဘူးဆိုတဲ့အသိပညာရှိနေရင်စိတ်တူမှုကိုထိန်းချုပ်နိုင်မယ်လို့မြင်ပါတယ်စိတ်တူတာဟာမကောင်းဘူးစိတ်တူတာဟာအကျိုးမဲ့ယုံသက်တယ်လို့ကိုယ်တိုင်မသိမမြင်သမျှစိတ်ကိုမတူအောင်မလုပ်နိုင်တော့ဘူးငါကမင်းထက်စိတ်ပူတူတယ်ဆိုတာတကယ်တော့ငါကမင်းလောက်အသိမရှိဘူးမင်းလောက်သီလမကောင်းဘူးမင်းလောက်စိတ်ဓာတ်မခိုင်မာဘူးတမာတိမရှိဘူးလို့ပြောလိုက်တာပါပဲဘာကြောင့်လဲသူ့ထက်အသိနဲလို့စိတ်ဓာတ်မခိုင်မာလို့လေ့ကျင့်မှုသီလအားနဲလို့စိတ်ကပိုးတူတာမဟုတ်လားလူစိတ်အားလုံးကတော့သူ့စိတ်ရောကိုယ်စိတ်ရောမင်းစိတ်ရောငါစိတ်ရောအားလုံးကအတူတူပဲလို့မြင်ပါတယ်စိတ်ပိုးတူတယ်စိတ်ပိုးရှည်တယ်ဆိုတာကပြောခဲ့တဲ့သီလဆိုတဲ့စိတ်အလေးအကျင့်ကောင်းတမာတိဆိုတဲ့စိတ်ဓာတ်ခိုင်မာမှုစိတ်ဓာတ်ခံနိုင်ရည်ရှိမှုစိတ်စွမ်းအားရှိမှုပညာဆိုတဲ့စိတ်တူမှုကြောင့်ဖြစ်လာနိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေအပေါ်သိမြင်သုံးသပ်နိုင်မှုဒီသီလတမာတိပညာအားနည်းတဲ့သူဟာစိတ်ပိုးတူတာဖြစ်တယ်လို့ပြောချင်တယ်ဒါကြောင့်စိတ်မတူခြင်းရင်သီလစိတ်မတူအောင်လေ့ကျင့်ပါတမာတိစိတ်ဓာတ်ကိုခိုင်မာအောင်လုပ်ပါပညာစိတ်တူမှုရဲ့အကောင်းအဆိုးကိုအမြဲတမ်းသိမြင်နိုင်အောင်ဆင်ញင်ပါကုဋ္ဌောအဋ္ဌာနာဇာနာတိအမျက်ဒေါသဆိုတာကို့မှာအကျိုးရှိတယ်ကို့မှာအကျိုးမရှိဘူးဆိုတာတွေကိုခွဲခြားမသိနိုင်တော့ဘူးစိတ်တူပြီးဆိုရင်အဲ့ဒီစိတ်တူပြီးလုပ်တဲ့အလုပ်စိတ်တူပြီးပြောတဲ့စကားစိတ်တူပြီးကြံတဲ့အကြံတွေဟာငါနဲ့ဝန်းကျင်အတွက်ကောင်းကျိုးရှိရလားမရှိဘူးလားဆိုတာတွေကိုမသိမမြင်တော့ဘူးဒီတော့အကျိုးရှိမရှိလှုပ်ချင်ရလှုပ်ပြီးပြောချင်ရပြောချလိုက်တော့တာပေါ့အဲ့ဒီကြတော့မှအဲ့ဒီအမှားတန်တွေကိုလူကခံရတယ်ကုဋ္ဌောဓမ္မနာပတ္တိအမျက်ဒေါသထွက်ပြီးဆိုရင်တရားသလားမတရားသလားမှားသလားမှန်သလားဆိုတာတွေလည်းမသိမမြင်နိုင်တော့ဘူးဒေါသထွက်စိတ်တူနေပြီဆိုရင်ငါနိုင်ရင်ပြီးရောဆိုပြီးတော့မတရားတာတွေလှုပ်ချလိုက်ကြတယ်
မတရားတာတွေလည်းပြောပြလိုက်ကြတယ်အဲ့ဒါဘာကြောင့်လဲစိတ်ကဒိုးနေတော့နိုင်ချင်တာတစ်ခုပဲရှိတာကိုတရားမတရားတွေကြတော့မသိနိုင်တော့ဘူးပေါ့ဒါကြောင့်ဒေါသဟာဘယ်နေရာမှာမှကောင်းကျိုးမရနိုင်ဘူးဒီဒေါသကိုနိုင်တာကသီလက်ခန္ဒီနဒေါသခန္ဓာဗရာလျင်တော့နိဗ္ဗာန်သစ္စီကရောမီသီလာဆိုတဲ့ကိုနှုတ်စိတ်တွေကိုလေ့ကျင့်မှုပါပဲကိုနှုတ်စိတ်တွေကိုစောင့်ထိန်မှုအဲ့ဒီလေ့ကျင့်မှုစောင့်ထိန်မှုတွေကသာဒေါသဆိုတဲ့အစုအဝေးကြီးကိုခြေဖြတ်ပြပြီးတော့ငြိမ်းအေးမှုကိုခံစားရနိုင်မှာဖြစ်တယ်တဲ့ဒါကြောင့်ကိုယ့်ရဲ့ဒေါသကိုထိန်းချုပ်နိုင်ဖို့ဆိုရင်လေ့ကျင့်ပါစောင့်ထိန်ပါဆင်ញင်ပါလို့ပြောချင်ပါတယ်ဒါကြောင့်လေ့ကျင့်ပါစိတ်ကိုမတိုးအောင်လေ့ကျင့်ပါကြားဘူးထားတဲ့စိတ်လေ့ကျင့်မှုလေးတွေတဲကတစ်ခုကိုပြောကြည့်ရရင်ပထမဆုံးသက်မဲ့နဲ့စိတ်မတိုးပြအောင်လေ့ကျင့်ပါလူတွေကစိတ်တိုးလာရင်ဘာမှမဆိုင်တဲ့ပကံတွေပေါက်ခွဲခုံတွေရိုက်ချိုးနဲ့လှုပ်တတ်ကြတယ်ပကံတို့ခုံတို့ကသက်မဲ့ပဲဘာသိမှလဲပေါ့အဲ့ဒီဘာမှမသိတဲ့ပကံတို့ခုံတို့ရိုက်ခွဲနေတာတွေဟာတွေးကြည့်ရင်ရှက်စရာကြီးချင်းစရာကြီးပါနောက်သက်မဲ့နဲ့ရံမဖြစ်တော့ဘူးဆိုရင်ဒုတိယအနေနဲ့တရိษံနဲ့ရံမဖြစ်အောင်လေ့ကျင့်ပါသက်မဲ့တွေနဲ့စိတ်မတူရံမဖြစ်တော့ဘူးဆိုရင်ရှေ့တက်ပြီးတော့တရိษံလေးတွေနဲ့ရံမဖြစ်အောင်လေ့ကျင့်ရမယ်စိတ်တူနေရင်အနာလာတဲ့ခွေးကိုရိုက်ချလိုက်တာတို့အနာလာတဲ့ကြက်ကိုထုလွှတ်လိုက်တာတို့လူတွေလှုပ်တတ်ကြတယ်သူတို့ကတရိษံပဲဘာသိမှလဲဒါလည်းရှက်စရာပါပဲနောက်တတိယတရိษံနဲ့ရံမဖြစ်တော့ရင်ကလေးနဲ့ရံမဖြစ်အောင်ဆက်ပြီးတော့လေ့ကျင့်ပါတချို့မိဘတွေကသူတို့ချင်းရံဖြစ်တဲ့အခါဘာမဆိုင်ညာမဆိုင်ကလေးတွေကိုရိုက်တက်နှက်တတ်တယ်ကလေးကဘာသိမှလဲဒါလည်းဘာမှမသိတယ်ကလေးနဲ့ရံဖြစ်တာဟာရှက်စရာပါပဲဒါကြောင့်ကလေးနဲ့လည်းရံမဖြစ်အောင်လေ့ကျင့်ပါအဲ့ဒါလို့လေ့ကျင့်လာလို့သက်မဲ့နဲ့လည်းရံမဖြစ်တော့ဘူးတရိษံနဲ့လည်းရံမဖြစ်တော့ဘူးနောက်ကလေးနဲ့လည်းရံမဖြစ်အောင်ထိန်းနိုင်ပြီဆိုရင်နောက်လူကြီးနဲ့လည်းရံမဖြစ်အောင်ဆဲပြီးတော့ကြိုးစားလိုက်ရင်သိမခက်တော့တော့ပါဘူးလို့ဆိုပါတယ်ဒါကတော့လေ့ကျင့်ယူဖို့ညွှန်ပြတဲ့စကားတစ်ခုကိုအမှတ်ရလို့ပြောကြည့်တာပါကဲပြောဆိုမှုကလည်းရှေးလာလို့ဒီလောက်နဲ့ပဲဏီကုံချုပ်ချင်ပါတယ်အားလုံးစိတ်တူစိတ်ဆိုးစိတ်ညစ်အိုးတွေကိုရိုက်ချိုးခွဲပြစ်နိုင်သူများဖြစ်ကြပါစေ